Alexa ဘလီပြူကြပြီးတတိယပိတ်မှန်တော့စောက်တော့မယ်ဒီနောက်ဆုံးတော့ကာလမှာတကယ့်ကိုအချက်ပဲခေါင်းလောက်တာမိတထက်မိနေပြီဖြစ်တယ်အရှိအလေပိုင်းကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်အီရန်ရဲ့ဒုံးကျည်ဟာတတိယပိတ်မှန်တော့စောက်မဲ့နေရာရဲ့ဘေးနားကိုလာထိမှန်နေပြီဆိုတော့ဘလီကိုလာထိဖို့နည်းနည်းပဲလိုတော့တာလေတွေ့ရတယ်တစ်ဆက်တည်းမှာဘလီကိုပိတ်ထားတာဆိုရင်နှစ်ပတ်ကျော်သွားပြီမွတ်စလင်တွေကိုဝင်ခွင့်လုံးဝမပေးဘူးမွတ်စလင်တွေကလည်းလုံးဝမကျေနပ်ပေနဲ့နော်ဆန္ဒတွေထုတ်ဖော်လာတာတွေရှိတယ်ပြီးတော့ဘလီရဲ့ဘေးနားမှာရက်ပြီးတော့ဝတ်ပြုတ်ကိုးကွယ်နေတာတွေရှိကြတယ်အဲ့ဒီခါမှာအစ္စရေးရဲတွေကလည်းနှိမ်နှင်းနေတာတွေရှိတယ်ဆိုတော့ကျွန်တော်အခြေအနေရက်ကိုကြည့်မယ်ဆိုရင်ဘလီဟာပြူကျပြီးတော့တတိယဗိမာန်တော်ကိုစောက်တော့မယ်ဆိုတော့ကျွန်တော်တို့သိရတယ်ပြီးတော့နောက်တစ်ချက်ကနှစ်တရာမှာတစ်ချိန်နှုန်းဖြစ်လေရှိတဲ့ငလင်ကြီးရလဲဒီနှစ်ပိုင်းမှာလာတော့မှာဖြစ်တယ်ဆိုတော့နောက်ဆုံးငလင်ဖြစ်ခဲ့တာက1929မှာဖြစ်ခဲ့တယ်ဆိုတော့နှစ်တရာပြည့်တော့မယ်နှစ်တရာကိုတစ်ချိန်နှုန်းနဲ့အင်အားကြီးငလင်ဟာအစ္စရေးနိုင်ငံဂျေရုဆလင်မှာငလင်လှုပ်လေရှိတယ်ဆိုတော့အဲ့ဒီဗလီကြီးဟာစစ်ပွဲကြောင့်တော်၎င်းတဘာဝဘေးအန္တရာယ်ကြောင့်တော်၎င်းပြူကျတော့မှာဖြစ်တယ်ဆိုတော့အစ္စရေးဘက်ကတော့ it's time to build လို့ချိန်ရလာတယ်သူတို့ပုံတင်လာတယ်နာယီရဲ့ပုံအဲ့ဒီနာယီထဲမှာဗိမာန်တော်ရဲ့ပုံကိုထည့်ပြီးတော့ it's time to build လို့ပေါ်တင်ကြုံရလာတယ်။ဘာကြောင့်အဲ့လိုကြုံရရဲလဲဆိုရင် Donald Trump တက်လာတဲ့အချိန်ဖြစ်တယ်။ဆိုတော့ Trump ကိုကြတော့သူတို့ကောင်းကောင်းသိတယ်ဗိမာန်တော်စောက်ပေးမဲ့သူဆိုတော့သူတို့ကနားလေတယ်။ဘာကြောင့်အဲ့လိုနားလေလဲဆိုတော့ Donald Trump ရဲ့နာမည်ကို Hebrew အခရာနဲ့တွက်ကြည့်မယ်ဆိုရင်424ဆိုတဲ့ကဏ္ဍထွက်တယ်။ဆိုတော့ကဏ္ဍတွေမှာအဓိပ္ပာယ်ရှိတယ်။ဆိုပါစို့ကျွန်တော်တို့ပြောနေတဲ့ Antichrist ကကြတော့666ဆိုတဲ့ကဏ္ဍထွက်လာမယ်ဒါပေမဲ့ Donald Trump ကကြတော့424ဆိုတဲ့ကဏ္ဍထွက်တယ်အဲ့ဒီကဏ္ဍရဲ့အဓိပ္ပာယ်ကတော့ဒါဝိဒ်ရဲ့အနွယ်မဆိုင်ယာလို့အဓိပ္ပာယ်ရတယ်ဆိုတော့သူတို့ကောင်းကောင်းသိတယ်မေရှိယလာမဲ့လမ်းကြောင်းတနည်းအားဖြင့်တတိယဗိမာန်တော်ကိုစောက်ပေးမဲ့သမ္မတဟာ Donald Trump ပဲဆိုသိတဲ့အခါမှာ it's time to build ဆိုပြီးကြော်ညာလာတယ်ပြီးတော့အဲ့ဒီတစ်ချက်ပဲမဟုတ်ဘူးအဖက်ကနေအခုချိန်မှာဗိမာန်တော်စောက်ဖို့ပြည့်စုံသွားပြီလေဝိယိပရောဟိတ်အမှုထမ်းမဲ့သူတွေလည်းအကုန်လုံးအစင်သင့်ဖြစ်နေပြီလေ့ကျင့်ပြီးသွားပြီပြီးတော့ဗိမာန်တော်မှာထားလေရှိတဲ့မီးခွက်တွေနော်စီမီးခုံတနည်းအားဖြင့်မီးခွက်ခုနှလုံးပါတဲ့စီမီးခုံနဲ့ရွှေအတိနဲ့လုတ်ပြီးသွားပြီအကုန်လုံး ready ဖြစ်နေပြီဖြစ်တယ်ပြီးတော့အင်မတန်အရေးကြီးတာကနွားနီမလည်းရှိနေပြီဆိုတော့နွားနီမောက်ကိုကြတော့တကယ်ကိုနှစ်အကြာကြီးသူတို့စောင့်ခဲ့ကြတယ်အဲ့ဒီနွားနီမဟာဆိုရင်ပေါ်မလာခဲ့ဘူးဒါပေမဲ့1999ရောက်တဲ့ခါမှာနွားနီမတကောင်ပြန်ပေါ်လာခဲ့တယ်ဒါပေမဲ့အဲ့ဒီအချိန်ကတော့စောနေတဲ့အတွက်เนาะဖျားသခင်အချိန်မရောက်သေးတဲ့အတွက်အဲ့ဒီနွားနီမဟာနောက်ပိုင်းမှာအဖြူကွက်ပေါ်လာတယ်ဆိုတော့အနီပဲမဟုတ်တော့ဘဲနဲ့အဖြူကွက်လေးပေါ်လာတဲ့အတွက်စံချိန်မမီခဲ့ဘူးတိုးတော့အခုချိန်မှာနောက်ဆုံးတော့ကာလမှာတော့နွားနီမဟာ qualify ဖြစ်နေပြီเนาะတကောင်လေးတောင်မဟုတ်ဘူး2022ခုနှစ်မှာနွားနီမ9ကောင်เนาะ Texas ကနေပြီးတော့ Israel ကိုတင်ပို့လာတယ်ဆိုတော့အဲ့ဒီ9ကောင်ထဲကနေ2ကောင်က qualify ဖြစ်တယ်เนาะအရေးသွေးပြည့်မိတယ်သူ့ရဲ့အမွှေးတွေကိုမှန်ဘလူးနဲ့ဘလောက်ပဲစစ်အကုန်လုံးကအနီးပဲအဖြူကွက်မပါဘူးအမဲကွက်မပါဘူးကြံတဲ့အယောင်လုံးဝမရောထားရစ်ပူစော်ပြီးတော့เนาะအဲ့ဒီနွားနီမရဲ့ပြာနဲ့တန့်ရှင်းတဲ့ရေကိုသူတို့လုံးမှာဖြစ်တယ်ပြီးတော့အဲ့ဒီတန့်ရှင်းတဲ့ရေနဲ့ရစ်ပရောဟိတ်တွေကိုစင်ကြယ်ခြင်းအမှုပြုမယ်အဲ့ဒီကနေเนาะဗိမာန်တော်မှာရစ်ပူစော်ခြင်းပြန်လုပ်ကြမှာဖြစ်တယ်ဆိုတော့ဗိမာန်တော်ကပြန်ဆောက်တော့မှာဖြစ်တယ်เนาะဣသေလလူမျိုးတွေကတော့ဗိမာန်တော်သူတို့အတွက်အင်မတန်ရေးကြီးတယ်။ဘာကြောင့်လဲဗိမာန်တော်မှာမဆိုင်ယပြန်ကြွလာမယ်ဆိုပြီးတော့သူတို့ယုံကြည်တယ်။ဆိုကျွန်တော်တို့ကတော့အားလုံးသိတယ်အဲ့ဒါက Antichrist ဖြစ်တယ်။တမန်ကျမ်းစာမှာပြောပြီးသွားပြီ Antichrist နော်ယွန်းရှာဖွေသောအရာဟာတန့်ရှင်းရာဌာနမှာစိုက်နေသည်ကိုမြင်ရမယ်။တနည်းအားဖြင့်တန့်ရှင်းတဲ့ဖခင်ရဲ့ဗိမာန်တော်မှာ Antichrist ဆိုတဲ့ပျက်စီးခြင်းရဲ့သားထိုင်မယ်ဆိုတာကိုတမန်ကျမ်းစာကပြောထားတာဖြစ်တယ်။ဆိုတော့မွတ်စလင်တွေဘက်ကနေကြည့်မယ်ဆိုရင်လည်းAntichrist ပေါ်လာတဲ့အခါမှာသူတို့ကဘယ်လိုထင်မလဲဆိုတော့မွတ်စလင်တွေစောင့်နေတဲ့ပုံကူတယောက်ရှိတယ်မာဒီလို့ခေါ်တယ်သူတို့ရဲ့ခေါင်းဆောင်တယောက်ဖြစ်တယ်အာရဗ်ကဘာတနည်းအားဖြင့်မွတ်စလင်အားလုံးကိုနော်စုစည်းပြီးတော့9နှစ်ကြာအောင်ငိမ့်ချမ်းရေးဖော်ဆောင်ပေးမဲ့သူဖြစ်တယ်နော်မြင်းဖြူစီးပြီးတော့မာဒီကြွလာမယ်လို့ပြောတယ်တမန်ကျမ်းစာထဲမှာပြောထားပြီးသားအဲ့ဒါ Antichrist
မြင်းဖြူစီးပြီးတော့နော်ငိမ့်ချမ်းရေးအယောင်ဆောင်ပြီးတော့အစပိုင်းမှာငိမ့်ချမ်းတယောင်နဲ့ငိမ့်ချမ်းရေးစာချုပ်အတုလုပ်ပေးမဲ့သူက antichrist မကြခင် antichrist ကြွလာမယ်အဲ့ဒီ antichrist ကိုနော်မွတ်စလင်တွေကမာဒီလို့ထင်မဲ့ဂျူးတွေကမေရှိယလို့ထင်မဲ့သူတို့အားလုံးကြားထဲမှာသူကကစားမဲ့သူဖြစ်ပါတယ်အဲ့ဒီနေ့ရက်ကိုကျွန်တော်တို့တဖြည်းဖြည်းချင်းကျွန်တော်တို့ဒီကတ်နေပြီဖြစ်တယ်ဆိုတော့အခုချိန်မှာစစ်ပွဲကြောင့်ဗလီကြီးပြိုကျသွားနိုင်တယ်ဆိုတော့ဒီဒေါ်နယ်ထရမ့်ရဲ့လက်ထက်မှာစစ်ကိုအကြီးကျယ်သူတို့တိုက်တယ်ဒါဟာသူတို့မှာနော်အကွက်ချပြီးတော့ Israel တွေကအင်မတန်ကိုမျက်နှက်များတယ်ဆိုတော့သူတို့က it's time to build လို့ပြောတယ်နော်သူတို့ရဲ့ဗိမာန်တော်ကိုစောက်ချင်လာပြီနော်2026မဟုတ်ရင်28ဒီကြားထဲမှာသူတို့စောက်မယ်ဆိုတာကိုတန်တိတ်ထန်ချထားတယ် Trump ရဲ့လက်ထက်မှာစောက်ဖို့သူတို့ကနော်ဆုံးဖြတ်ချက်ချထားတယ်ပြီးတော့ရန်ပုံငွေတွေရှာကြတယ်ဆိုအခုချိန်မှာရန်ပုံငွေဆိုရင်ဗိမာန်တော်3လုံး4လုံးလောက်စောက်လို့ရတဲ့ fund ရှိတယ်ငွေကြေးရရှိတယ်နွားနီမရှိတယ်ရပရောဟိတ်ရှိတယ်အကုန်လုံးပြည့်စုံနေပြီနော်တစ်ချက်ပဲကြံတယ်ကျွန်တော်တို့ကြည့်နေတဲ့ Dome of the Rock နော်ပြီးတော့ဘေးနားမှာရှိတဲ့အမဲရောင် Al-Aqsa လို့ခေါ်တဲ့ဗလီအဲ့ဒီနေရာကနော်တတိယဗိမာန်တော်စောင့်မဲ့နေရာဖြစ်တယ်ဆိုဂျူးတွေရဲ့ဒလေထုံနှံရတော့ဗိမာန်တော်ဆိုတာအများကြီးစောက်လို့မရတနေရာမှာပဲစောင့်ရတယ်ဒီ Temple Mount လို့ခေါ်တဲ့နော်တန်ရှင်းသောတောင်ဗိမာန်တော်တောင်မှာပဲသူတို့စောက်လို့ရတယ်ဆိုပထမဗိမာန်ကိုလည်းအဲ့ဒီနေရာမှာရှောလမုန်စောက်ခဲ့တယ်ဆိုအဲ့ဒီရှောလမုန်မတိုင်ခင်မှာလည်းအဲ့ဒီနေရာမှာကိုးကွယ်ခြင်းပြုခဲ့တယ်အဲ့ဒါကတော့ရှောလမုန်ရဲ့အဖေဒေးဗစ်ဒါဝိဒ်မင်းကြီးဖြစ်တယ်ဒါဝိဒ်မင်းကြီးကနော်ကောက်နေတလင်းကိုဝယ်ယူခဲ့တယ်တကယ်တော့သူကအလကားရတာပါနော်ဘီရင်ဖြစ်တဲ့အခါမှာသူများအလကားပေးတော်များလေသူကငါဖျားကိုနော်တပြားမှမကုန်မဲနဲ့ကိုးကွယ်တယ်ဆိုတော့မဖြစ်သင့်ဘူးအဖိုးခမပေးပြီးကိုးကွယ်တယ်ဆိုတော့အမြဲတမ်းဂုံးဆင်းနေတယ်ဆိုတော့မဖြစ်သင့်ဘူးဖျားသခင်ကိုးကွယ်တဲ့အခါမှာနာဝိမြင်နဲ့တစ္ဆာနဲ့အဖိုးခပေးပြီးတော့ဒါဝိမင်းကြီးကကိုးကွယ်တယ်အဲ့ဒီနေရာအခုဗလီကြီးရှိတဲ့နေရာကအဲ့ဒါဒါဝိကိုးကွယ်ခြင်းပြုခဲ့တဲ့နေရာရစ်ပလင်တည်ခဲ့တဲ့နေရာဖြစ်တယ်။ဒါနဲ့နောက်ပိုင်းမှာဒါဝိဒ်ကအဲ့ဒီနေရာမှာဗိမာန်တော်စောက်ဖို့သူကြံစီခဲ့တယ်။ပစ္စည်းတွေအကုန်လုံးပြည့်စုံသွားပြီ။ဒါပေမဲ့သူစောက်ခွင့်တော့မရခင်။ဘာကြောင့်လဲ။သူ့လက်ဟာသွေးစွန်းတဲ့လက်။တနည်းအားဖြင့်သူကလူတပ်ဖူးတဲ့အခါမှာဘုရားသခင်ကမစောက်ခိုင်းဘူး။တတ်ရှင်တဲ့ဗိမာန်တော်ကိုသွေးစွန်းတဲ့လက်နဲ့မစောက်ရဘူးလို့ပြောတဲ့အခါမှာသူ့သားလက်ထက်ရှောလမုန်မင်းကြီးလက်ထက်မှာအဲ့ဒီဗိမာန်တော်ကိုစောက်ခဲ့တယ်။ဒါပေမဲ့ဘာလို့empire ကြီးစိုးလာတဲ့အခါမှာအဲ့ဒီဗိမာန်တော်ကြီးပြိုပြတ်သွားတယ်ဒါပထမချိန်ပြိုပြတ်သွားတယ်နောက်ဒုတိယဗိမာန်တော်ကျတော့ပါရှား empire ခေတ်မှာဂျူးတွေကတပံပြန်စောက်ခွင့်ရခဲ့တယ်ဒါပေမဲ့အဲ့ဒါလည်းစိတ်မကောင်းစွာနဲ့ပဲ AD 90ရောက်လာတဲ့အခါမှာရောမ empire နေပြန်လဲဖြိုပြတ်သွားတယ်ထိုဒီတာမကပါဘူးအီသီလလူမျိုးတွေကိုမောင်းထုတ်တယ်သူတို့ရဲ့နိုင်ငံ Israel ဆိုတဲ့နိုင်ငံတနည်းအားဖြင့် Judea and Samariaယူဒာပြည်နဲ့ရှမာရိပြည်လို့ခေါ်တဲ့နေရာကိုလည်းပါလက်စတိုင်းနော်ပါလက်စတိုင်းဒေတာဆိုပြီးတော့ရောမအင်ပါယာပြောင်းပေးလိုက်တယ်နော်တကယ်ကိုရှုပ်ထွေးတဲ့အနေအထားတွေသူတို့ကြုံရတယ်ဒါပေမဲ့1948ရောက်လာတဲ့အခါမှာတော့သူတို့ရဲ့အဲ့ဒီနေရာနော်ဂျူဒီယာအန်ရှမာရိယာယူဒာပြည်နဲ့ရှမာရိပြည်ကိုသူတို့ပြန်လည်ရရှိတယ်အစ္စရေးနိုင်ငံဆိုပြီးပြန်လည်ထူထောင်ခွင့်ရတယ်ထိုဒီတာမကပေါဒီနောက်ဆုံးသောကာလမှာသူတို့ဗိမာန်တော်ပြန်ဆောက်တော့မယ်ဗိမာန်တော်ဆောက်ဖို့အင်မတန်နီးပြီတမန်ကျမ်းစာကလည်းပြောထားတယ်နောက်ဆုံးတော့ကာလမှာ antichrist လာမယ်အဲ့ဒီ antichrist ကဘာလုပ်မလဲတသလောနိကဒုတိယဆောင်အခန်းကြီး1ထဲမှာအပိုက်ငယ်4မှာဒီလိုပြောတယ်ပျက်စီးခြင်းရဲ့သားပေါ်လာမယ်ထို့သူသည်ဖျားသခင်ဟူ၍၎င်းဖျားဟူ၍၎င်းခေါ်ဝေါ်သမျှသောအရာတို့ကိုရံဖက်ပြု၍ကိုချီးမြှောက်သောအပြင်ဖျားသခင်၏ဗိမာန်တော်၌ဖျားသခင်ကဲ့သို့ထိုင်၍ဖျားသခင်ဖြစ်ရောင်ဆောင်လျက်ကိုပြတော်သူဖြစ်သည်ဒီမှာနှုတ်ကပတ်တော်ကပြောထားတယ် antichrist ကအဲ့ဒီဗိမာန်တော်မှာထိုင်မယ်သူ့ကိုယ်သူဖျားလို့ပြောမယ်လူများစွာကိုလှည့်စားမယ်တချို့သောဗုဒ္ဓဘာသာနိုင်ငံတွေအတွက်တော့ဟာဖျားပွင့်လာပြီငါတို့နောက်ဆုံးမှမျှော်နေတဲ့အရိတ်မေရီယာပွင့်လာပြီဆိုပြီးလမ်းလွဲမယ်မွတ်စလင်တွေကလည်းအိုးငါတို့စောင့်မျှော်နေတဲ့မာဒီကြွလာပြီလမ်းလွဲသွားမယ်တချို့တွေကြတော့လေအိုးဒါဟာမေရှိယပါလားဆိုပြီးတော့ဂျူးတွေကလမ်းလွဲသွားမယ်ဒါပေမဲ့နောက်ပိုင်းမှာသူဟာတော့အစပိုင်းမှာတော့ငိမ့်ချမ်းချီကိုဖော်ဆောင်ပြီးတော့လူအားလုံးရဲ့လက်ခုပ်တန်လူအားလုံးရဲ့လေးစားခြင်းကိုရမှာပါဒါမဲ့သူကလူကောင်းမဟုတ်ဘူးသူဟာတာရဲဖြစ်တယ်တနည်းအားဖြင့်ကြိုက်စားတော့သူဖြက်စီးမဲ့သူ
နော်လူတွေကိုခေါင်းဖြတ်မဲ့သူ့ရဲ့ antichrist ရဲ့စကားပြောနိုင်တော့အယုတ်တနည်းအားဖြင့်ဆိုရင်အဲ့ဒါ AI စိတ်ယုတ်နဲ့အတူလူတွေကိုဖျက်ဆီးပြီးတော့ပျက်စီးခြင်းဤတားလို့ခေါ်တဲ့အတိုင်းကဘာမှာနော်တကယ်ကိုဆင်းရဲဒုက္ခအမျိုးမျိုးရောက်အောင်လှုပ်ဆောင်မဲ့ antichrist ခရစ်တော်ရဲ့ယန္တုယေရှုခရစ်တော်ကိုဆဲဆိုမဲ့သူပေါ်လာမယ်တကယ်ကိုခေရင်ဆုပ်ယုပ်တော့နေ့ရက်ကိုဖြတ်တန်းရတော့မှာဖြစ်တယ်ချစ်တော်မိတ်ဆွေများအဲ့ဒီအရာတွေမကြုံချင်ဘူးဆိုရင်တော့ကောင်းမွန်တဲ့သတင်းစကားရှိပါတယ်အဲ့ဒါကတော့ယေရှုခရစ်တော်ကပြောတယ်ငါနေတဲ့အရက်မှာတဲ့သင်တို့ကိုနေစေခြင်းကတဖန်ကပြန်သိမ်းစေမယ်အဲ့ဒါပြောချင်တာပါလေသင်တို့ကိုချီဆောင်သွားမယ်ပျက်စီးခြင်းရဲ့သားမပေါ်ခင်မှာသခင်ခရစ်တော်ကချီဆောင်သွားမယ်ဘာကြောင့်လဲဖခင်သခင်သားတော်ကိုယုံကြည်တော်သူအပေါင်းတို့သည်ပျက်စီးခြင်းတို့မရောက်ရဘူးယေရှုခရစ်တော်ကိုသင်လက်ခံနေဆိုရင်အန်တီခရစ်ရဲ့နေ့ရက်မှာသင်အသက်ရှင်စရာမလိုအထက်အရက်မှာသခင်ယေရှုခရစ်တော်စစ်မှန်သောမေရှိယဖြစ်တဲ့ယေရှုခရစ်တော်နဲ့တူဆန်စားရမယ်ဟာလေလုယာဒါကြောင့်မလို့ချစ်တော်မိတ်ဆွေများဒီတစ်ခုပြောချင်ပါတယ်တန်လိုက်ဆိုတဲ့အရာလေတန်မဲလိုက်တယ်နော်ယေရှုခရစ်တော်ဆိုတဲ့ပုဂ္ဂိုလ်ကလည်းသူ့ရဲ့ဝိညာဉ်ကိုရရှိထားတဲ့သူကိုပဲချီဆောင်သွားမှာယေရှုဆိုတော့ကောင်းပါတယ်လေယေရှုဆိုတော့တမန်တော်ပေါ့လေနဗီအီစာငါလေးစားပါတယ်ငါယုံပါတယ်ယေရှုကိုယုံပါတယ်သူကတမန်တော်ပါလေလို့ပြောတဲ့အဖွဲ့တွေ no ကမ္ဘာလောကကြီးရဲ့ခေရင်ဆုပ်ယုပ်ခြင်းထဲမှာပျက်စီးရမယ်နော်ယေရှုဟာတမန်တော်မဟုတ်ဘူးယေရှုဟာကယ်တင်ရှင်မှာအသက်သခင်ကယ်တင်ရှင်ယေရှုရှင်ဖြစ်တယ်သင်ကိုတိတ်ချစ်လွန်းလို့အသွေးတော်ကိုသွန်းတဲ့အရှင်ဖြစ်တယ်ဣသရေလလူမျိုးတွေကတော့စင်ကြယ်ဖို့တဲ့နွားနီမကိုတုံးတယ်နွားနီမကိုပူဇော်တဲ့အခါမှာစင်ကြယ်တယ်လို့သူတို့ထင်တယ်တကယ်အဲ့ဒီပုဂ္ဂိုလ်စင်ကြယ်စေတာကတော့တကိုယ်အလုံးကသွေးတွေနဲ့หนีရဲခဲ့တဲ့သူဟာယေရှုခရစ်တော်ပါအဲ့ဒီလောက်ထိသင်ကိုချစ်တာပါတကိုယ်လုံးမှာရစရာမရှိတမန်ကျမ်းစာဘာပြောလဲဆိုရင်လူရုပ်တောင်မပေါ်ဘူးတဲ့လူနဲ့တောင်မတူတော့အောင်ရိုက်နှက်ခြင်းနှိပ်စက်ခြင်းခံတယ်တကိုယ်လုံးကနေသွေးတွေရဲနေတာပဲတကယ်ကိုหนีရဲနေတယ်အဲ့ဒါหนีတော့နမဆိုတာဉာဏ်နဲ့အရာမဟုတ်သခင်ခရစ်တော်ကိုယ်တိုင်ဖြစ်တယ်သူရဲ့ရစ်ပူဇော်ပေးခြင်းအဖြစ်ကျွန်တော်တို့ကိုထောင်ရစင်ကြယ်ခြင်းအလို့ငါသူဟာရစ်ပူဇော်ပေးတော့အရှင်ဖြစ်တယ်ထို့သခင်ဟာတင့်ကိုသိချစ်တဲ့ချစ်တော်မိတ်ဆွေဒီနေ့ဟာကယ်တင်ရာနေ့ရက်ဖြစ်တယ်အော်သခင်ယေရှုရဲ့ကျွန်တော်ကိုအဲ့ဒီလောက်ချစ်ရလားဆိုဒီနေ့မှာအတစ်တပံပြန်ခံစားဖို့ဖြစ်တယ်အချိန်မနောက်ကျသေးဘူးအန်တီခရစ်ပေါ်လာတော့မယ်ဒါပေမဲ့အခုအချိန်မှာရှိသေးတယ်ဂျေဇုတော်ရဲ့ကာလရှိနေသေးတယ်ချစ်တော်မိတ်ဆွေတကားလေးဖွင့်တော့အဲ့ဒီတကားထဲဝင်ဖို့အင်မတန်ရည်ကြီးတယ်နော်အေးကတကားဖွင့်ခဲ့တယ်မကြခင်မှာပျက်စီးခြင်းလာတော့မယ်ဒီသင်္ဘောထဲကိုဝင်ပါလို့ပြောတယ်ဒါပေမဲ့လူတွေမဝင်ခဲ့ဒါပေမဲ့ဖခင်သခင်ရဲ့အချိန်ရောက်လာတဲ့အခါမှာအဲ့ဒီသင်္ဘောတကားပိတ်သွားတယ်နော်အေးကဖွင့်ခြင်းလဲဖွင့်လို့မရတော့ဖခင်တကားပိတ်တဲ့ရောက်ဘယ်သူမှဖွင့်လို့မရဖခင်ဖွင့်တဲ့တကားလဲဘယ်သူမှပိတ်လို့မရဘူးလူတွေအဲ့ဒီချိန်မှာနောင်တရတယ်နောင်တဆိုတာနောင်မရတယ်ချစ်တော်မိတ်ဆွေများအန်တီခရစ်ပေါ်လာပြီးမှတင်ခရစ်တော်ကိုလက်ခံမယ်ဆိုအဲ့ဒါနောက်ကျသွားပြီနော်ချစ်တော်မိတ်ဆွေအခုအချိန်ရှိတော့ဂျေဇုတော်ရဲ့ကာလမှာတန်ရှင်တော်ဝိညာဉ်တော်ရှိနေတဲ့အချိန်မှာတင်းရဲ့နှလုံးသားထဲမှာဖခင်ရဲ့မေတ္တာစီစဉ်ခွင့်ပေးပါအဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ဟာဖခင်ရဲ့မေတ္တာကိုတင်းအထဲမှာညှိုးလောင်းပေးမဲ့သူဖြစ်တယ်ဒါကြောင့်ကိုတော့ကျွန်တော်ကိုသိချစ်တဲ့သူဟာကိုတော့ပါလားနွားနီမရဲ့ပြာနဲ့စင်ကြယ်ခြင်းဆိုတာအဲ့ဒါဂျူးတွေရဲ့နော်အခုထိလုံနေတဲ့အမှားဖြစ်တဲ့တကယ်စင်ကြယ်စေတာဘာလို့လဲသခင်ယေရှုခရစ်တော်ဖြစ်တယ်တင်တော်ပူဇော်ပြီးသွားပြီအဲ့ဒီတည်င်းစကားကိုဒီနေ့မှသင်ကြားတယ်အဲ့ဒီကြားနာရတဲ့ဧဝံဂေလိတရားကိုယုံကြည်ခြင်းနဲ့ယွန်းထောတဲ့အခါမှာအကျိုးဖြစ်လာနိုင်မယ်ဘာအကျိုးလဲချီဆောင်ခြင်းတိုင်အောင်ထာဝရကာလတိုင်အောင်အကျိုးဖြစ်စေမှာဖြစ်တယ်ဒါကြောင့်ချစ်တော်မိတ်ဆွေအချိန်မနှောင်းခင်မှာသခင်ခရစ်တော်လက်ခံမှာကမ္ဘာမြေကြီးရဲ့နေ့ရက်ကအများကြီးမကျန်တော့ဘူးတော့မိတ်ဆွေထပ်ပြောပြရစေကမ္ဘာမြေကြီးရဲ့နေ့ရက်မကျန်တော့ဘူးကြီးစွာသောငလျင်ဟာလေဣသရေလနိုင်ငံကိုဦးတည်နေတယ်1929မှာငလျင်ကြီးစွာလှုပ်ခဲ့တယ်အခုနှစ်100ပြည့်တော့မယ်နှစ်100မှာတကြော့ပြန်ပြီးတော့လှုပ်လေရှိတဲ့ငလျင်ဖြစ်တယ်သိပ္ပံပညာရှင်တွေကတွက်ချက်ထားတယ်နှစ်100မှာတစ်ကြိမ်အမြဲတမ်းလှုပ်တဲ့ငလျင်တဲ့အဲ့ဒီငလျင်လိုင်းတော့တွားပြီးတေချာတယ် Dome of the Rock နော် Al-Aqsa နော်ဒီဗလီတွေပြိုကျသွားလိမ့်မယ်ပြီးရင် Antichrist ကအဲ့ဒီဗိမာန်တော်မှာသူထိုင်တော့မယ်ကမ္ဘာမြေကြီးရဲ့နေ့ရက်ကအများကြီးမကြံဘူးနော်ချစ်တော်မိတ်ဆွေအဲကြောင့်လောကကိုမဆွဲလန်းပါနဲ့လောကကိုမဆွဲလန်းပါနဲ့ကျွန်တော်မြင်နေရတဲ့လောကကြီးကခဏပဲတည်မြဲတာပါနှိမ့်စတည်မြဲတဲ့
ထာဝရဘုရားကိုပဲကျွန်တော်တို့မျှော်လင့်ရအောင်အဲ့ဒီဘုရားရဲ့ချီဆောင်ခြင်းနဲ့ရက်ကိုပဲကျွန်တော်တို့မျှော်လင့်ရအောင်အခုနေတဲ့တင့်ရဲ့အိမ်ဆိုတာထာဝရအိမ်မဟုတ်ဘူးအဲ့ဒါယာယီတဲဖြစ်တယ်တကယ်အိမ်ကတော့အပေါ်မှာဖြစ်တယ်သခင်ယေရှုကဘာပြောလဲသင်တို့နေစရာဖို့တဲ့အခန်းတွေကိုငါပြင်ဆင်ထားတယ်ဟာလေလုယာထာဝရအိမ်တော်ကျွန်တော်တို့ရဲ့အိမ်တော်ကိုမကြခင်ကျွန်တော်တို့တွားရတော့မယ်သင်အစဉ်သင့်ဖြစ်ပြီလားတို့သားနဲ့စုံဖို့သင်အစဉ်သင့်ဖြစ်ပြီလားသခင်ခရစ်တော်တင့်ကိုတင်းစေးမယ်ဆိုရင်အဲ့ဒီခရစ်တော်နဲ့ face to face တင်မျက်နှာချင်းဆိုင်ရဲပြီလားအဲ့ဒီခရစ်တော်ကိုဖူးတွေ့ဖို့အစဉ်သင့်ဖြစ်ပြီလားတို့သမီးကစုပ်ပြတ်နေရင်တို့သားနဲ့ဘယ်လိုရင်ဆိုင်မှာလဲတို့သမီးကအပြစ်နာစာတွေနဲ့ညစ်ညမ်းနေရင်တို့သားနဲ့ဘယ်လိုတွားရင်ဆိုင်မှာတော့တို့သားနဲ့ရင်ဆိုင်ဖို့မင်္ဂလာခမ်းမထိပ်ကိုဝင်ဖို့ပြင်ဆင်ရတယ်မဟုတ်ဘူးလားချစ်တော်မိတ်ဆွေအသက်တာကိုအသက်တဖန်ပြန်လဲဆက်ကပ်ရအောင်အသက်တာနဲ့ကျွန်တော်ပြန်လဲရှောက်လှမ်းရအောင်ဒီနေ့ဒီအချိန်ကနေစပြီးတော့သခင်ခရစ်တော်ကိုမိမိအသက်သခင်ကတင်ပိုင်ရှင်နေတဲ့လက်မခံရသေးဘူးဆိုရင်လက်ခံဖို့အကောင်းဆုံးချိန်ဖြစ်တယ်ဒါပေမဲ့လက်ခံပြီးသွားပြီဒါပေမဲ့ဖခင်နဲ့မရှောက်လှမ်းခဲ့ဘူးတမန်ကျမ်းစာမဖတ်ခဲ့ဘူးစုမတောင်းခဲ့ဘူးsocial media နဲ့ TikTok နဲ့ပဲသင်အချိန်ကုန်နေတယ်ဆိုဒီနေ့နေစပြီးတော့အချိန်ကောင်းဖြစ်တယ်ဒီနေ့နေစပြီးတော့ငါ back to the Bible back to Jesus Christ ငါခရစ်တော်ဘက်မှာပြန်လှည့်လာမယ်။ငါတမန်ကျမ်းစာဘက်မှာပြန်လှည့်လာမယ်ဒီအချိန်ဟာအချိန်ကောင်းဖြစ်တယ်ပြန်လဲဆုံးဖြတ်ချက်ချရအောင်ပြန်လဲပြီးတော့ဖခင်ဘက်မှာကျွန်တော်တို့ရှောက်လန်းရအောင် hallelujah